အမေဇုံမြစ်ထဲမှာမင်းသားရေစင်းကူးမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲပထမ10မိနစ်မှာတော့အပြင်းပန်းကြည့်ရင်ဘာမှထူးခြားတာမရှိသလိုပါပဲဒါပေမဲ့မင်းကိုအကုန်လုံးဝိုင်းထားပြီးပြီနော်သူငယ်ချင်းငါအသေးလေးတွေနဲ့ကပားကောင်တွေကမင်းရဲ့ကိုယ်အပူချိန်နဲ့လှုပ်ရှားမှုကိုသိပြီးအရေးဖျားနာမှာဝိုင်းအောင်နေကြပြီ9မိနစ်မြောက်မှာတော့ပြညာငါးတွေရောက်လာပါပြီသူတို့ကချက်ချင်းကြည့်တော့ဝင်းမတိုက်ခိုက်သေးပါဘူးအရင်ဆုံးမင်းကိုစိုက်ကြည့်နေမှာပါပြဿနာကသူတို့ကတကောင်တဲလာတာမဟုတ်ဘူးသွေးနံတာရသွားလို့ကတော့စက္ကန့်ပိုင်းအတင်မှာပဲမင်းရဲ့အသားတွေကိုအဆအနမကြမ်းဝိုင်းကြိုက်စားဖြစ်မှာပါ9မိနစ်မြောက်မှာတော့ငါးရှုံလက်စစ်တွေလာပါပြီဒီကောင်တွေကကြိုက်တာမျိုးမလုပ်ပေမဲ့မင်းကိုလေးဖြတ်သွားအောင်လုပ်နိုင်ပါပဲဘိုးဝါး6လောက်ကြောက်ရှိတဲ့လက်စစ်လိုင်းတွေကိုလွှတ်ထုံနိုင်ပြီးမင်းရဲ့ကြွက်သားတွေအားလုံးချက်ချင်းတောင့်တင်းသွားစေမှာပါ10မိနစ်မြောက်မှာတော့ရေချိုလိတ်ကြောက်တွေရှိနေပါတယ်ဒီတတဝါတွေကရေအောက်ကျမ်းပင်မှာပုံနေတာကြပါတကယ်လို့မင်းသာကန်ဆိုးပြီးသွားနေမိရင်တော့သူတို့ရဲ့အစစ်ဆိုးကကြွက်သားတွေကိုဖောက်ထွက်ပြီးအယိုးအထီကိုစိုက်ဝင်သွားမှာဖြစ်ပါတယ်10မိနစ်မြောက်မှာတော့ကေမန်မီကြောင်းတွေရောက်လာပါပြီပုံမှန်ဆိုရင်တော့သူတို့ကလူဒီကိုထိတ်မနှောက်ယှက်တတ်ပါဘူးဒါပေမဲ့မင်းကိုသားကောင်လိုမာယွင်းတမလိုက်ပြီးဆိုရင်တော့ချက်ချင်းကြိုက်ပြီးရေအောက်ကိုဆွဲချသွားမှာပါ15မိနစ်မြောက်မှာတော့အန်နာကွန်နာမွေကြီးရောက်လာပါပြီဒီငွေမကြီးကကြိုက်တာမျိုးမလုပ်ပေမဲ့ရစ်ပတ်မှာပါမင်းရဲ့ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းရစ်ပတ်ပြီးအဆုတ်ထဲကလေးတွေကိုညှစ်ထုတ်ပေးမှာဖြစ်ပါတယ်မင်းလေးတစ်ချက်ရှူထုတ်လိုက်တိုင်းဟာမင်းရဲ့ရှုံးနေမှုပါပဲမင်းရဲ့အသက်တက်ကိုဖြည်းဖြည်းချင်းငြိမ်သက်သွားမှာပါအမေဆုံးကဘာမှအများကြီးလုပ်စရာမလိုပါဘူးမင်းလှုပ်ရှားမှုရပ်တန့်သွားမယ့်အချိန်ကိုပဲစောင့်နေတာပါ